အီရန်နဲ့အပြစ်ရသဘောတူညီမှုဟာအမေရိကန်နဲ့သမ္မတဒေါ်နယ်ထရမ့်အတွက်အောင်ပွဲကြီးတစ်ရပ်ဖြစ်တယ်လို့အိမ်ဖြူတော်ကထုတ်ပြန်ခဲ့ပါတယ်။ဧပြီ9ရက်နေ့မှာထရမ့်ကအီရန်ရဲ့အရပ်ဘက်အခြေခံအဆောက်အအုံတွေကိုပုံကျဲဖျက်ဆီးမဲ့အစီအစဉ်ကိုသတင်းနှစ်ပတ်နောက်ဆုတ်ထားမှာဖြစ်တယ်လို့အဲ့ဒီအတော်တွင်အပြစ်ခတ်ရစဲကြမယ့်အကြောင်းကြေညာခဲ့ပါတယ်။အီရန်ကလည်းလက်ရှိပိတ်ဆို့ထားတဲ့ဟော်မုတ်ရေလက်ကြားကိုပြန်ဖွင့်ပေးမယ့်အကြောင်းနဲ့အပြစ်ရဖို့သဘောတူညီကြောင်းအတည်ပြုခဲ့ပါတယ်။အိမ်ဖြူတော်ပြောရေးဆိုခွင့်ရအမျိုးသမီးကာရိုလိုင်းလီယာဗစ်ကဒီသဘောတူညီမှုဟာအမေရိကန်နိုင်ငံနဲ့သမ္မတဒေါ်နယ်ထရမ့်အတွက်အမေရိကန်စစ်တပ်ကရယူပေးခဲ့တဲ့အောင်ပွဲတစ်ရပ်ဖြစ်တယ်လို့လူမှုကွန်ရက်မီဒီယာမှာရေးသားခဲ့ပါတယ်။ထရမ့်ဟာအီရန်ပိတ်ဆို့ထားတဲ့ဟော်မုတ်ရေလက်ကြားကိုပြန်ဖွင့်ပေးနိုင်ခဲ့ပြီလို့လည်းသူကညွှန်းဆိုထားခဲ့ပါတယ်။အီရန်မှာဆင်နွှဲမဲ့အဘစ်ရှရီစစ်စင်ရေးဟာသတင်း6ပတ်လောက်ကြာမြင့်နိုင်တယ်လို့ထရမ့်ကစစ်ပွဲစတင်ချိန်ကတည်းကအခမ်းအနားထားပြီးဖြစ်ကြောင်းလက်တွေ့မှာတော့အမေရိကန်ဟာစစ်ရေးရည်မှန်းချက်အားလုံးကိုပြည့်မြောက်စေတဲ့အပြင်ကျော်လွန်အောင်မြင်တဲ့အထိ38ရက်တည်းနဲ့စွမ်းဆောင်ပြနိုင်ခဲ့ကြောင်းလည်းလီယာဗစ်ကကြွေးကြော်ခဲ့ပါတယ်။စစ်ရေးအရာအောင်မြင်မှုတွေကသမ္မတထရမ့်ရောခက်ခဲတဲ့ညှိနှိုင်းမှုတွေမှာပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့အဖွဲ့တွေအတွက်ပါအမြင့်ဆုံးအားသာချက်တွေရရှိစေခဲ့တယ်လို့ရေရှည်ငြိမ်းချမ်းရေးအတွက်တန်တမာရေးနီလန်းကနေဆွေးနွေးအဖြေရှာမဲ့လမ်းကြောင်းတွေကိုဖွင့်လှစ်ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်းသူကဆိုပါတယ်။ထရမ့်ကိုယ်တိုင်ကလည်းအီရန်နဲ့ရရှိခဲ့တဲ့အပြစ်ရသဘောတူညီမှုဟာအမေရိကန်အတွက်ပြီးပြည့်စုံပြီးမိခွန်းထုတ်စရာမလိုတဲ့အောင်ပွဲတစ်ရပ်ဖြစ်တယ်လို့ AFP သတင်းဌာနနဲ့အင်တာဗျူးမှာပြောကြားသွားပါတယ်ရှင်။အီရန်မှာအပြစ်ခတ်ရစဲမဲ့သဘောတူညီမှုဟာလက်ဘနွန်အပါအဝင်အရှေ့လယ်ပိုင်းဒေသတစ်ခုလုံးကိုအကျုံးဝင်စေမယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရီကပြောကြားခဲ့ပါတယ်။ရှရီဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိနေတယ်လို့ဧပြီ9ရက်နေ့မှာရရှိခဲ့တဲ့အီရန်အမေရိကန်နဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်အထောက်မြောက်လာအောင်အဓိကအကြောင်းဝင်စစ်ဆက်ပေးခဲ့သူတူပါအစ္စရေးနဲ့အမေရိကန်တို့ကအီရန်ကိုပူးပေါင်းတိုက်ခိုက်ခဲ့တဲ့တလကျော်ကြာစစ်ပွဲအတွင်းအစ္စရေးဟာလက်ဘနွန်မှာလည်းစစ်မျက်နှာဖွင့်ပြီးအီရန်မဟာမိတ်ဟက်ဇ်ဘိုလာပျောက်ကြားတွေကိုတိုက်ခိုက်နေခဲ့ပါတယ်။အီရန်ကလည်းအရှေ့နယ်ပိုင်းဒေသတွင်းမှာရှိတဲ့အမေရိကန်မဟာမိတ်အာရပ်နိုင်ငံတွေကိုပါဒုံးကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်စစ်မီကဒေသတစ်ခုလုံးစီကူးစက်ပြန့်နှံ့လာခဲ့ပါတယ်။ဧပြီ9ရက်နေ့မှာတော့ထရမ့်ကအီရန်နဲ့သတင်းနှစ်ပတ်ကြာအပြစ်ခတ်ရစဲထားဖို့သဘောတူညီမှုရရှိခဲ့ကြောင်းကြေညာခဲ့ပါတယ်။အီရန်ကလည်းအမေရိကန်နဲ့အစ္စရေးတို့တိုက်ခိုက်မှုတွေရပ်နားထားမယ်ဆိုရင်နှစ်ပတ်ကြာအပြစ်ရမယ့်ကိစ္စကိုလက်ခံကြောင်းနဲ့ဟော်မုတ်ရေလက်ကြားကိုပြန်ဖွင့်ပေးမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ရှရစ်ကအီရန်နဲ့အမေရိကန်တို့အပြင်နှစ်ဖက်စလုံးရဲ့မဟာမိတ်တွေကအသီးသီးသဘောတူညီခဲ့မှုတွေအရအပြစ်ခတ်ရစဲရေးဟာလက်ဘနွန်အပါအဝင်နေရာတိုင်းမှာချက်ချင်းအသက်ဝင်လာမှာဖြစ်ကြောင်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။သူကပါကစ္စတန်ဟာစစ်ရေးဆွေးနွေးမှုတွေကိုမြို့တော်အစ္စလမ်မာဘတ်မှာအင်ရှင်အဖြစ်လက်ခံကျင်းပပေးဖို့ဆန္ဒရှိကြောင်းလည်းဖိတ်ခေါ်ခဲ့ပါတယ်။အပြည့်ရဲ့သဘောတူညီမှုမှာလက်ဘနွန်လည်းအပါအဝင်ဖြစ်တယ်လို့ရှရစ်ကပြောပေမဲ့အစ္စရေးဝန်ကြီးချုပ်ယုံကတော့အဲ့ဒီအချက်ကိုညှင်းပယ်ခဲ့ပါတယ်။အမေရိကန်ကဦးဆောင်ညှိနှိုင်းခဲ့တဲ့အီရန်နဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးမှုကိုအစ္စရေးအနေနဲ့ထောက်ခံကြောင်းဒါပေမဲ့နှစ်ပတ်ကြာအပြစ်ရရေးဟာလက်ဘနွန်ကစစ်စင်ရေးတွေနဲ့တော့မဆိုင်ကြောင်းဝန်ကြီးချုပ်ယုံကထုတ်ပြန်ချက်မှာဖော်ပြထားခဲ့ပါတယ်။အီရန်ရဲ့ဒုံးကျည်နဲ့နျူကလ িয়ার အကြမ်းဖက်ချိန်ချောက်မှုတွေဟာအမေရိကန်၊အစ္စရေး၊အီရန်ရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ကမ္ဘာကြီးပေါ်လုံးဝကြောက်ရွံ့မလာအောင်တားဆီးမဲ့အမေရိကန်ရဲ့အားထုတ်မှုတန်းကိုအစ္စရေးကထောက်ခံကြောင်းအဲ့ဒီရှီမန်းချက်တွေပြည့်မြောက်တဲ့အထိမကြေးမရိုင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာကိုလည်းအမေရိကန်ကအစ္စရေးစီအသိပေးထားကြောင်းအဲ့ဒီကြေညာချက်မှာပါရှိခဲ့ပါတယ်။အီရန်နဲ့အမေရိကန်တို့ကအပြစ်ခတ်ရစဲမဲ့အကြောင်းကြေညာပြီးနိုင်ပိုင်းအတွင်းအီရန်၊အစ္စရေး၊ဘာရိန်း၊ကာတာ၊အာရပ်စော်ဘွားများပြည်ထောင်စု UAE Saudi Arabia တို့မှာတိုက်ခိုက်မှုတချို့ဆက်ရှိနေခဲ့ပြီးလေကြောင်းအန်ဒီရဲ့အချက်ပေးအော်အော်တန်တွေမြည်ဟီးနေခဲ့ကြောင်းလည်းသိရပါတယ်ရှင်။